ဒီနှစ်ကတော့တနင်္လာတောင်သမီးတွေအတွက်ကန်စာရာထွန်းလင်းတောက်ပါမယ်နှစ်တစ်နှစ်ပါပဲမောင်ကောက်ရရွှေအိုးရဆိုသလိုမျိုးကန်ကောင်းချင်းဒီကြုံရမယ့်အချိန်ဖြစ်ပါတယ်ကိုယ့်ရဲ့မူလနှစ်ကိုရောက်ရှိတဲ့ကာလဖြစ်လို့တနင်္လာဂျိုးကပေးတဲ့ကောင်းကျိုးတွေကိုအပြည့်အဝခံစားရမှာပါခြုံပြီးပြောရရင်ကောင်းတဲ့အရာတွေက60%လောက်ရှိပြီးတတိထားမယ့်အញ្ញံပိုင်းက30%နဲ့တာမန်အခြေအနေက10%လောက်ရှိနေပါတယ်ငွေကြီးကန်ကတော့ဒီနှစ်မှာပြောစရာမလိုအောင်ကောင်းနေမှာပါတနင်္လာသားသမီးတွေကမွေးရပါငွေကန်ကောက်တတ်ကြပေမဲ့ငွေရှာရလွယ်သလိုသုံးတာလေးလက်ဖွာတတ်ကြတယ်လေအတုံးနဲ့အဖုံးကိုမခွဲခြားမိပဲဖြစ်နေတတ်ပါတယ်ဒီနှစ်မှာတော့ငွေဝင်လန်းတွေကတောက်လျှောက်ပွင့်နေပြီးငွေကြီးစီးဆင်းမှုကလည်းအရန်ကောင်းနေမှာပါထင်ထားတာထက်တောင်ပိုဝင်လာနိုင်ပါတယ်ဒါပေမဲ့သတိထားရမှာတစ်ခုကတော့ဒီနှစ်မှာတပားသူကိုငွေချီးတာအရင်အနည်းထဲပြီးအလုပ်လုပ်တာမျိုးတွေမှာတေချာစဉ်းစားပြီးမှလုပ်တင်ပါတယ်မြေတို့ရွှေတို့ဝယ်ထားမယ်ဆိုရင်တော့ငွေတွေကပိုပြီးတိုးွားလာပါလိမ့်မယ်ထီကန်ကလည်းအရန်ကောင်းနေတဲ့အတွက်ထီလေးတော့ဆောင်းထားတဲ့တယ်နော်ငွေကုန်ကြီးကြများမဲ့အကြောင်းလေးတွေလည်းကြုံရတတ်ပါတယ်အချစ်ရေးနဲ့အိမ်တော်ရေးအချစ်ရေးမှာတော့တယောက်တည်းခဏခဏစိတ်ကောက်တတ်တဲ့တနင်္လာသားသမီးလေးတွေအတွက်ဒီနှစ်ကသတင်းကောင်းတွေမှလာပါတယ်ဝေးနေတဲ့ချစ်သူတွေအိမ်တော်ဖက်တွေပြ